လူတွေဟာတဲ့စဉ်းစားရမှာကိုသိပါတဲ့ကြောက်တယ်ဒါကြောင့်မို့လူများစုကမစဉ်းစားပဲသိနေကြတယ်လူတယောက်ပါလို့အာလတ်ချိန်ကိုအသုံးချတာသူ့ဘဝကိုအဆုံးဖြတ်ပေးတယ်အာလတ်ချိန်ကသူအာလတ်ချိန်ကြောင်းအားတဲ့အချိန်ကြောင်းပိတ်တဲ့အချိန်အဲ့ဒီအာလတ်တဲ့အချိန်မှာသူပါလို့ဆိုဖဲရိုက်နေလားညင်းလောင်းနေလားသို့မဟုတ်ဘယ်သွားနေဟိုရင်ဒီလျှောက်လဲနေလားသို့မဟုတ်ဒီဟိထားနေလားဖိစိမ်မှာအချိန်ကုန်နေလားဂိမ်းဆော့နေလားစရှိတာပြင်ပေါ့လို့အဲ့ဒါကိုကြည့်အဲ့ဒီဥစ္စာသူ့ကိုအဆုံးဖြတ်ပေးမှာပဲနေ့အတွက်လည်းအဆုံးဖြတ်ပေးလိမ့်မယ်ဟုတ်လဲဟုတ်တယ်ကလေးတွေကိုကျွန်တော်ပြောလို့ရှိတယ်အဲ့မှာအဲ့ဒါဒီမှာလည်းပြောခဲ့မယ်ဘဝဆိုတာဘာနဲ့ဖွဲ့စည်းထားလဲအချိန်နဲ့ဖွဲ့စည်းထားတာဟုတ်လားငါအသက်85ဆိုတာအသက်85ဆိုတာအချိန်မင်းအသက်16နှစ်ဆိုတာအဲ့ဒါအချိန်ပဲ16နှစ်ဆိုတာလည်းအချိန်ပဲ50ဆိုတာလည်းအချိန်ပဲ85ဆိုတာလည်းအချိန်ပဲဘဝဆိုတာအချိန်နဲ့ဖွဲ့စည်းထားတာအဲ့တော့အဲ့ဘဝကိုတန်ဖိုးထားရင်အချိန်ကိုတန်ဖိုးထားအချိန်ကိုတန်ဖိုးထားရင်တန်ဖိုးမရှိတဲ့ဘဝဖြစ်သွားပါပဲအဲ့ဒါကြောင့်ကောင်းလေးတွေပါလိဆိုလို့ရှိရင်ပြောရတယ်မယ်တော့တနေ့မှအိမ်ပြန်လာတဲ့အချိန်ညနေပိုင်းရောက်တဲ့ခါကြလို့ရှိရင်လို့မိကိုမဲ့30စက္ကန့်လောက်စဉ်းစားကြည့်တယ်30စက္ကန့်တော်ပြီမြန်မာငါဒီနေ့ဘယ်လိုကုန်ခဲ့လဲဘယ်နေရာတွေအချိန်ကုန်ခဲ့လဲငါအချိန်တွေဘယ်လိုသုံးခဲ့လဲငါအတွက်ဘာလို့အကျိုးရှိလဲအဲ့ဒါပြတ်စဉ်းစားကြည့်အဲ့လိုနေ့စဉ်စဉ်းစားလို့ရှိရင်မိကိုမဲ့အဲ့ဒီဥစ္စာဟာ check လုပ်တာပြိပေးနေတာပဲတဲ့အဲ့ဒါမဲ့လောကီတတိပဋ္ဌာန်ဆိုတာအဲ့ဒါပဲအားလုံးကျော်လာတဲ့ပြိတ္တတွေကိုကျွန်တော်တောင်းမှနေတာကကျွန်တော်မတ်တကြရှိမရနိုင်ပါဘူးဒါကဆိုင်မထိုင်ပြောရတာပါကျွန်တော်အသက်85ရှိပါပြီခုလာမယ့်ဧပြီလဆိုပြည့်တော့မှာဒီလိုပဲခေါ်ကြပြရတဲ့ခါကျတော့တွားပြီးတော့ဟောပြောပေါ်လေခေါင်းကနုနုကြီးဧဝအလိုနားထောင်လို့ကောင်းတယ်သူပြောရတဲ့ကြပြားဆရာကြီးပါတွေကိုလည်းကျွန်တော်ကသိနေတော့ကျွန်တော်စိတ်ထဲမှာဘိုးတောင်ထိခဲ့ပါတယ်ဒါမဲ့ကျွန်တော်ပြောမှာတော့အဲဒီနုနုကြီးနဲ့တခြားစီဖြစ်လိမ့်မယ်ထင်တယ်ကျွန်တော်ကဘာကြောင့်လဲလို့ဆိုတော့အဲဒီကြပြားကြီးပါတွေကိုခံစားတာအပြင်ကျွန်တော်စိတ်ထဲမှာခံစားရတော့ကိုယ်တိုင်ခံစားပါတယ်ကျွန်တော်ဝိတ္ထုတွေလည်းပဲကျွန်တော်အကြိုက်ဆုံးဝိတ္ထုပါညာဆိုကျွန်တော်ရေးခဲ့ဥပါတယ်တော်များများစာပေလောကစာပေသဘောတရားတွေကိုကျွန်တော်ရေးခဲ့ပါတယ်ဒါပေမဲ့88အရေးခင်းကြီးပြီးတဲ့ခါကျတော့ဘာတွေဖြစ်သွားလဲဆိုကျွန်တော်ခံစားမှုတွေပြောင်းသွားတယ်ဘာကြောင့်လဲလို့ဆိုတော့ခင်ဗျားတို့သိကြတဲ့အတိုင်းပဲအရေးခင်းတစ်ခုဖြစ်ပြီးဆိုရင်ပထမဆုံးပိဋ္ဌာအကြောင်းနောက်ဆုံးမှပိဋ္ဌာရဲစခန်းခေပြပြီဆိုရင်ပထမဆုံးပိဋ္ဌာအကြောင်းနောက်ဆုံးမှပိဋ္ဌာရဲစခန်းနည်းနည်းခေပြန်ကောင်းလာရင်ပထမဆုံးဖွင့်တာရဲစခန်းနောက်ဆုံးမှဖွင့်တာအကြောင်းမူတာခဏတော့လက်ကုပ်တီးတာမတီးတာရောက်ထားလိုက်တော့ကျွန်တော်တိုက်ပြီးမှဖြစ်ခဲ့တာအဲ့ဒီတိုင်ဖြစ်ခဲ့တာအဲ့တော့အရေးခင်းကြီး88အရေးခင်းကြီးဖြစ်ပြီးတော့အကုန်လုံးကျောင်းတွေပိတ်တယ်ဘုရားတန်ကျောင်းလေးတွေတောင်မှတော်ကြာမှပြန်ဖွင့်တယ်နောက်အထက်တန်းနဲ့တက္ကသိုလ်ကျတော့လုံးဝပိတ်ထားလိုက်တာဒါမှကျောင်းလာပိတ်တယ်ဖွင့်လာတာရအရက်ဆိုင်နေဟုတ်လားဘီယာမျိုးစုံအဲ့ကြတော့မှကျွန်တော်လည်းတောက်ခူးတာကျွန်တော်ဟိုတင်းဘီယာတို့ဘာလို့ပေါ့လေဟိုတန်ဘူးဘီယာတွေပါလေကျွန်တော်အဲ့တော့မှတွေ့ဘူးတာပထမစားကြရင်ဖောက်တော့မဖောက်အောင်ဖုံဖိနေဖြစ်လို့လန့်သွားတယ်ဟုတ်လားအဲ့လိုအဲ့ရဲစခန်းရဲ့အနှိခမ်းရဲ့အဲ့ဒါတည်းကလေးတွေကအဲ့ဒီမှာပြောနေကြတော့ကျွန်တော်စိတ်ထဲမှာစာပေသဘောတရားစာပေဝေဘာရေးနေရင်ကနေကျွန်တော်ပြန်ပြီးကဲ့ရဲ့လားအောင်သိရမင်းကလေးတွေဒီလိုဖြစ်နေတဲ့ချိန်ကမှာမင်းကဒီစာပေသဘောတရားတွေပေါက်တက်ကြရတယ်ဘာဒီလျှောက်လုံးနေလို့ကလေးတွေအတွက်မင်းမလုပ်တော့ဘူးလားဆိုတော့ကျွန်တော်အဲ့ဒီမှာမျိုးစစ်သိတိုးတက်ရဖို့ဆိုကျွန်တော်ရေးတာဘာကြောင့်လဲလို့ဆိုတော့ကျွန်တော်တိုင်းပြည်ကဘယ်နဲ့ပဲဖြစ်နေလဲဆိုတော့သူ့ဘဝမှာအရေးကြီးဆုံးကနှစ်ချက်ပဲရှိတယ်လို့ကျွန်တော်တွေ့တယ်
ဒါကျွန်တော်လည်းမကပါဘူးပညာရှိနည်းလေးတော်တော်ပြောကြပါအဲ့ဒီတိုင်းပဲပြောကြတယ်အဲ့ဒီနှစ်ချက်ကပါလဲဆိုတော့ကျမ်းမာရေးနဲ့ပညာရေးပဲပရမသမွေးမွေးခြင်းကလေးတယောက်မွေးလိုက်တယ်ဆိုတော့တုံချီကြီးလေးမွေးလာလို့ရှိရင်ဆွမ်းအနာမကြလေးမွေးလာလို့ရှိရင်အဲ့ဒီကလေးကမကျမ်းပါဘူးမကျမ်းပါဘဲနဲ့ဘယ်နဲ့လို့တိုးတက်နိုင်လဲအဲ့တော့သူကျမ်းမာလားကျမ်းမာဝေးပြီးတဲ့အခါကျတော့မှသူ့အသက်ကိုစောင့်ရှောက်တတ်အောင်သူ့အသက်ကိုရှေ့အောင်လုပ်တတ်အောင်အဲ့ဒီဥစ္စာကိုဘုရားစပထမပညာပေးရတယ်ဆိုအမေရပေးရတယ်ဟဲ့ကောင်လည်းမကြီးသေးတဲ့သိမ့်မစားနဲ့ဝင်းလျှော့ရတယ်ဇီးသေးတဲ့သိမ့်မစားနဲ့ချောင်းဆိုးရတယ်မေရပညာပေးရတယ်အဲ့ပညာပေးတော့မှသူ့အသက်ကိုသူရှေ့အောင်မွေးနိုင်တာအဲ့တော့လူဘဝမှာအရေးကြီးဆုံးကကျမ်းမာရေးနဲ့ပညာရေးအဲ့ဒါဟာတစ်သက်လုံးမှာကျွန်တော်တို့ဘဝမှာအရေးကြီးဆုံးပဲအဲ့တော့မိသားစုတစ်ခုရှိတယ်မိသားစုတစ်ခုမှာမိသားစုတွေမှာမအေးဖေးဖြစ်တဲ့သူကတာသမီကျမ်းမာရေးအတွက်ကိုထမင်းတက်လို့လျှော့စားပြီးအဲ့ကျမ်းမာအောင်လုပ်ရတာတာပညာသင်မို့လို့အတွက်ကိုဖေးကလုံကြီးဝင်းလျှော့ဝေ့ပြီးတော့တာကိုပညာပေးရတယ်အဲ့ဒီကျမ်းမာရေးနဲ့ပညာရေးကိုဂရုစိုက်တဲ့မိသားစုကြီးမကြခင်ကြီးပွားတော်မယ်ဆိုတာဆွေစဉ်မျိုးဆက်တိုးတက်တော်မယ်ဆိုမှတ်သားထားပြီးတော့အဲ့ဒီတိုင်းပဲအစိုးရအဖွဲ့တစ်ခုမှလည်းပဲကျမ်းမာရေးကိုဘယ်လောက်ကြီးစိုက်လဲပညာရေးကိုဘယ်လောက်ကြီးစိုက်လဲဒါကြည့်ရတာ